ရုပ်ဆိုးတဲ့မျိုးသမီးတစ်ယောက်ဟာမိဘမဲ့ခေယာကနေချစ်စရာကောင်းတဲ့မိန်းကလေးတစ်ယောက်ကိုမွေးစားခဲ့ပါတယ်။သူမဟာမိန်းကလေးကိုနေတိုင်းနွားနို့နဲ့ရေချိုးပေးပြီးမောင်းတာနဲ့အိတ်ခိုင်းလေးရှိပါတယ်။ဒါဟာသူမအတွက်ပြည့်ပြည့်စုံတဲ့မျက်နှာပိုင်ရှင်လေးတစ်ယောက်ဖြစ်လာအောင်ပြုစုပြောထောင်နေတာပါ။မိန်းကလေးအသက်20ပြည့်တဲ့အခါမှာတော့မြို့ရဲ့အချမ်းသာဆုံးတစ်ထေးကသူမကိုလက်ထပ်ခွင့်တောင်းတဲ့အကြောင်းအမေဖြစ်သူကိုပျော်ရွှင်စွာပြောပြခဲ့ပါတယ်။ဒါပေမဲ့မိန်းကလေးမမျှော်လင့်ထားတဲ့အရာတစ်ခုဖြစ်လာခဲ့ပါတယ်။သူမအမေဟာမျက်နှာချင်းလဲလွယ်ပေးနိုင်တဲ့မျက်နှာလဲပိုးကောင်ကိုသူမကိုအတင်းအကျပ်ညှို့ချခိုင်းပါတော့တယ်။သူမဟာမိန်းကလေးနဲ့ခန္ဓာကိုယ်ချင်းလဲပြီးတစ်ထေးကြီးရဲ့ဇနီးအဖြစ်နေရာယူချင်နေတာပါ။အဲ့ဒီအချိန်မှာမိန်းကလေးဟာသူမအမေကဒီနှစ်တည်းတစ်လျှောက်လုံးသူမကိုပြုစုပြောထောင်ခဲ့တာဟာကိုကျိုးပဲဆိုတာသိသွားပါတော့တယ်။သူမကငင်းဆန်ခြင်းခဲ့တယ်လို့ဒီပိုးကောင်ရဲ့ဘေးถือဆိုးကျူးတွေအကြောင်းကိုလည်းပြောပြခြင်းခဲ့ပေမဲ့အမေဖြစ်သူကတော့သူမကိုပါရိုက်ပြီးပြန်မခုခံဖို့ချိန်ထောက်ခဲ့ပါတယ်။သူတို့နှစ်ယောက်ရုံရင်းဆန်ခတ်ဖြစ်နေတော့မှမိန်းကလေးဟာအမေဖြစ်သူရဲ့လဲပင်ကကြောက်စိမ့်ဆွဲသီးကိုဆွဲဖြတ်လိုက်ရတာနဲ့ဒါဟာသူမအမရဲ့အမှန်တရားပစ္စည်းမှန်းသိသွားခဲ့ပါတယ်။အဲ့ဒီတော့မှသူမအမဟာလည်းဒီအမျိုးသမီးလက်ချက်နဲ့ပဲတေဆုံးခဲ့ရတာကိုသိလိုက်ရတာပါ။ဒါကိုမြင်တဲ့အခါမှာတော့မိန်းကလေးကဒီမျက်နှာကိုအရန်လိုချင်နေတယ်ဆိုရင်လည်းပေးလိုက်မယ်လို့တွေးလိုက်ပါတော့တယ်။သူတို့နှစ်ယောက်စလုံးပိုးကောင်ကိုတပြိုင်နက်မျိုးချလိုက်ကြပါတယ်။အမေဖြစ်သူဟာနာကျင်လွန်းလို့အော်ဟစ်နေခဲ့ပေမဲ့မိနစ်အနည်းငယ်ကြာမှတော့သူမဟာမိန်းကလေးရဲ့ရုပ်ရည်အတိုင်းပြောင်းလဲသွားပါတော့တယ်။မှန်တဲ့ကနူးပြိုတဲ့မျက်နှာကိုကြည့်ပြီးအမေဖြစ်သူကအယူတယောက်လိုတဟားဟာရေမောနေခဲ့ပေမဲ့ဒါဟာမိန်းကလေးစင်ထားတဲ့ထောင်ချောက်မှန်သူမမသိပါဘူး။အဲ့ဒီနောက်မှာတော့သူမဟာမိန်းကလေးရဲ့သူမရဲ့ရုပ်ဆိုးတဲ့မျက်နှာနဲ့ရုပ်ရည်ကိုတတိယသွားပြီးဘေးကင်းအောင်နှုတ်ပေးဖို့တတ်ဖို့ကြံစီခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲတထေးကြီးကလက်ထက်ခွင်တောင်းဖို့ရောက်လာခဲ့ပါတယ်။မိန်းကလေးကဗီဇာအရသူ့ကိုလှမ်းခေါ်ခြင်းခဲ့ပေမဲ့သူမရဲ့အတန်ဟာအမေဖြစ်သူရဲ့အတန်ဖြစ်နေပါပြီ။အမေဖြစ်သူကလည်းဘာမှမပြောဖို့သူမကိုချက်ချင်းတတိပေးလိုက်တာကြောင့်သူမဘာမှမပြောနိုင်ပဲအောင်ထားလိုက်ရပါတယ်။တထေးကြီးဟာတခုခုတော့မားနေပြီလို့ခန်းစားလိုက်ပါတယ်။သူသိတဲ့မိန်းကလေးဟာဒီလိုပုံစံမျိုးမဟုတ်ပါဘူး။ပြီးတော့မိန်းကလေးရဲ့အမေကသူ့ကိုကြားခင်မှာပဲမင်္ဂလာဆောင်ရက်ရောက်လာပါတော့တယ်။ခုနှစ်ရက်ကြာမှာတော့အမေဖြစ်သူကမင်္ဂလာဝတ်စုံကိုဂုဏ်ယူစွာဝတ်ဆင်ထားချိန်မှာမိန်းကလေးကတော့သူမရဲ့မျက်နှာကိုပဝနဲ့အုပ်ပြီးကလပ်စားချီကိုအမောင်ထဲကနေစောင့်ဆိုင်နေခဲ့ပါတယ်။မျက်နှာလဲပိုးကောင်ရဲ့ဆွမ်းအားဟာခုနှစ်ရက်ပဲခံပါ။အဲ့ဒီအားလုံးကသရူးမီကိုထွက်လာဖို့ခေါ်လိုက်တဲ့အခါမှာအမေဖြစ်သူကမိန်းကလေးရဲ့မျက်နှာနဲ့စိမ့်ပေါ်ကိုတက်လာခဲ့ပါတယ်။ဒါပေမဲ့တစုံတစ်ယောက်ကတတိထားမိသွားပါတယ်။သူမစပင်တွေဟာဖြူလာနေတာပါ။လက်စွပ်ပေးတဲ့အခါမှာလဲတထေးကြီးကသရူးမီရဲ့လက်တွေကကျန်းနေတာကိုတွေ့လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲပိုးကောင်ရဲ့ဆွမ်းအားဟာလုံးဝကုံဆုံးသွားပါတော့တယ်။လူအားလုံးရဲ့ရှေ့မှာနဲ့အမေဖြစ်သူရဲ့မျက်နှာဟာချက်ချင်းပြိုပြတ်သွားပြီးမူလရုပ်ဆိုးတဲ့ရုပ်ရည်အတိုင်းပြန်ဖြစ်သွားပါတော့တယ်